မယား9မျိုးရှိတယ်တဲ့အဲ့ဒီ9မျိုးဟာဘာတွေလဲမေးရင်နံပါတ်1ခိုးသူနဲ့တူသောမယားဘာနဲ့တူသောမယားလင်းယောက်ျားသိအောင်ဝယ်ယူဝစ်စင်နေတိုင်းစားတော့တာကတစ်မျိုးလင်းယောက်ျားမသိအောင်ဝယ်ယူဝစ်စင်နေတိုင်းစားတော့တာကတစ်မျိုးကိုမိဘကိုဆွေမျိုးကိုညီကိုမောင်နှမကြတော့တိတ်တိတ်ကလေးနဲ့လက်သိပ်ထိုးပြီးတော့ထောက်ပံ့ပေးကမ်းသူမိဘသူဆွေမျိုးသူညီကိုမောင်နှမကြတော့မသိရင်အောင်ဆောင်အဲ့ဒီလိုဇနီးမယားမျိုးတွေကလောကမှာမရှိဘူးလားအဲ့ဒီလိုမယားမျိုးကိုတော့ခိုးသူနဲ့တူသောမယားလို့မှတ်ကြဘာနဲ့တူသောမယားသိရင်အပယ်ရောက်တတ်တယ်ပြိတ္တဘယ်ကိုရောက်တယ်လဲတို့မကွေးကဓမ္မကြီးတွေအဲ့ဒီတည်းပါသေးလားသိပါတယ်ရုပ်တွေကြည့်တဲ့ကမပါဘူးဆိုတာတို့ကယုံပြီးသားပါဗျာနော်နောက်တကဒုတိယတစ်မျိုးကအရှင်သခင်နဲ့သူသောမယားဘာနဲ့တူအိုးလင်ယောက်ျားအပေါ်သိပ်ပြီးတော့ဩဇာပေးတာဟိုနေရာသွားလိုက်အောင်ဟိုဟာလှုပ်လိုက်အောင်ဒီနေရာသွားလိုက်အောင်ဒီဟာလှုပ်လိုက်အောင်ဒီလိုနေဒီလိုတိုင်းဒီလိုစားဒီလိုတော့ဒီလိုသွားဒီလိုလားပညတ်တော်10ပါးနဲ့အုပ်ချုပ်တယ်လင်ယောက်ျားရဲ့အပေါ်မှာလည်းပဲဩဇာတိတ်ကမနဲ့လွှမ်းမိုးအစိုးရပြီးတော့မှနိုင်တဲ့စီနင်ပြူတာဟုတ်တယ်မလားအဲ့ဒါပဲပြိဿကြီးအဲ့ဒီလိုမယားမျိုးကိုတော့အရှင်သခင်နဲ့တူသောမယားမလုတ်ကောင်းဘူးသိရင်အပယ်လာတတ်တယ်သိရင်ပဲရောက်မယ်တို့မကွေးကအမျိုးတွေမပါဘူးမလားသိပါတယ်ယုံကြည်ပြီးသားပါနောက်တကနံပါတ်3ကသူသက်ကောင်နဲ့တူသောမယားဘာနဲ့တူသောမယားလင်ယောက်ျားရဲ့အပေါ်မှာသိပြီးတော့ပြဿနာရှာတာပဲပြဿနာပေါင်း16000သူ့အတွက်မို့ဆိုပြီးတော့မှယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်မှာဟိုလူနဲ့ပြဿနာဖြစ်ဒီလူနဲ့ဇကာများအချုပ်ရောက်ဂတ်ရောက်ထောင်းရောက်တန်းရောက်အဲ့ဒီလိုဇနီးမယားမျိုးတွေကလောကမှာရှိသလားမရှိဘူးလားဒီလိုဇနီးမယားမျိုးကိုတော့သူသက်ကောင်နဲ့တူသောမယားလို့မှတ်ပါဘာနဲ့တူမယား9မျိုးရှိမြဲရိုးတွင်ခိုးသူအရှင်သူသက်သွင်းသို့အကျင်မရလာဤငရဲ့အဲ့ဒီ3မျိုးဟာမကောင်းတဲ့ဇနီးမယားအမျိုးစားထဲမှာပါတယ်ပြိတ္တိသိရင်ပဲသွားမှာလဲပယ်4ပါးကိုရောက်တတ်တယ်နော်တို့တော်မကြီးတွေမပါကြစေနဲ့ခိုးသူအရှင်သူသက်သွင်းသို့အကျင်မရလာဤငရဲ့အမြဲမပြီးအမိတမြနမမရွယ်ကင်မွန်းသပွဲကျွန်းနေလေးဗျာမယမကနေမနပြီလာမြဲမြည်အမိနဲ့တူသောမယားဘာနဲ့တူသောမယားနမနဲ့တူသောမယားဘာနဲ့တူအဆွေခင်မွန်းနဲ့တူသောမယားဘာနဲ့တူကျွန်းနဲ့တူသောမယားဘာနဲ့တူလားအမိနဲ့တူရမယ်နမနဲ့တူရမယ်အဆွေခင်မွန်းနဲ့တူရမယ်ကျွန်းနဲ့တူရမယ်အဲ့ဒီဇနီးမယား4မျိုးကောင်းတယ်ပြိတ္တရဲ့သိရင်နတ်ပြည်ကိုသွားမယ်တဲ့သိရင်ဘယ်ကိုသွားမယ်အမိဓမ္မနမမယင်ခင်မွန်းသဘောကျွန်းနဲ့လေးပြမရမှာကနေမာနတ်ပြည်လာမြဲမြည်ယင်းသည်လေးသွဲမရဝဲလေကျွန်းနဲ့အလားထိုးမရမှုယောက်ျားစုပန်နိဗ္ဗာန်စုကောင်းတောင်းကားမလို့မချွတ်တူရိယာမြဲမြည်အဲ့ဒီမယားကောင်း4မျိုးထဲမှာမှပြိတ္တရဲ့ကျွန်းနဲ့တူသောမယားဟာအကောင်းဆုံးနဲ့အမြင့်မြတ်ဆုံးပဲတဲ့ဘာနဲ့တူသောမယားအဲ့ဒီကျွန်းနဲ့တူတဲ့မယားမျိုးဟာပြိတ္တရဲ့ယောက်ျားစုကိုပန်ရင်လည်းပဲပြည့်တယ်တဲ့နိဗ္ဗာန်ကိုသွားခြင်းလို့ဆုတောင်းမယ်ဆိုရင်လည်းပဲနိဗ္ဗာန်ကိုရောက်နိုင်တယ်တဲ့ဗျမှန်ရဲ့လားဇနီးမယားဘယ်နှမျိုးအဲ့ဒီ9မျိုးထဲမှာမကွေးကဒုအမျိုးတွေရှစ်3မျိုးထဲမှာပါလားနောက်4မျိုးထဲမှာပါလားဩတော်လိုက်ကြတာနော်
ကိုရတဲ့ဓမ္မပူဇာလေးတောင်သူတို့ခွဲပြီးတော့လှူသွားခြင်းစိတ်ပေါက်တယ်ပြီးရင်တခါကြီးတွေမပြန်နဲ့အောင်ခင်ဗျားတို့တိတ်တိတ်လေးမေးကြည့်အောင်မဟုတ်လားမဟုတ်လားလို့အိမ်အထိလိုက်လို့မယ်ဟုတ်တယ်ဟမ်နောက်ဇနီးလေးမျိုးတည်းမှာပါဟာလားအေးကောင်းပါတယ်နော်တာရုခေါ်ပါတယ်ဟာလားဟုတ်ခဲ့ရင်ပေါ့ဒါကဒကမာကြီးတွေမှတ်ဖို့ဇနီးမယား